text တွေလောက်ထားပြီးတော့ကိုယ့်စီကို reply နေမရဘူးလား plan တွေလောက်ထားပြီးတော့အရာရာအလုံးနှောင့်နှေးကြံ့ညာမှုတွေရှိနေရလားကိုယ့်ရဲ့ x တယောက်ယောက်ကပြန်ပေါ်လာပြီလားဒါဆိုလို့ရှိရင် Mercury retrograde ထဲကိုစပြီးတော့ဝင်နေပြီ Mercury retrograde က February 26 ရက်နေ့ကနေပြီးတော့ March လ20 ရက်နေ့အထိကြာရောက်တယ်Mercury retrograde လို့ပြောလိုက်တာ ਨੇ ကြောက်ဖို့တော့မလိုနားလည်ပြီးတော့သုံးသပ်တတ်မယ်ဆိုလို့ရှိရင်ဒီချိန်ကကိုယ့်အတွက် update period ဒါဆိုရင် retrograde ကာလမှာတည်ရမယ့်အချက်5ချက်တခုကတော့ communication ပဲဆက်သွယ်ပြောဆိုတဲ့စကားလုံးတွေ healing ဖြစ်နေရမယ် Mercury retrograde အချိန်မှာစကားပြောတဲ့အခါမှာအတိတ်တုန်းကပြန်မဖြေရှင်းရသေးတဲ့ conversation တွေပြန်ပြီးတော့ပေါ်လာနိုင်တယ်เนาะသူ့ထက်ကအလူရက်ပြောတာမျိုးထပ်ပို့ပြီးတော့နားထောင်မှုကိုဦးစားပေးတဲ့ねဒီအချိန်မှာစကားလုံးတွေကဒဏ်ရာဖြစ်လွယ်တယ်ပြောလိုက်တဲ့စကားလုံးတွေကဒဏ်ရာရစေမယ့်အစားကုသစေမယ့် healing ဖြစ်စေမယ့်အချိန်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်နံပါတ်1အချက်အဲ့တော့ energy protection မှာကိုယ့်ရဲ့စွမ်းအင်တွေကိုကာကွယ်ခြင်းဆိုတဲ့အချိန်ပဲအဲ့တော့ Mercury retrograde in Pisces ရဲ့ energy ကြောင့်emotion တွေစိတ်ခံစားချက်တွေပို့ပြီးတော့လွန်ကဲနေတတ်တယ် negative energy တွေကိုတို့တွေကပို့ပြီးတော့စုပ်ယူမိတတ်တဲ့အချိန်ဖြစ်တယ်။များကိုပြန်ပြီးတော့ကုသနေရတဲ့သူမျိုးတွေကပို့ပြီးတော့ဒီအချိန်မှာ grounding ဖြစ်ဖို့အရေးကြီးပါတယ်။ဘာတွေလုပ်တဲ့လဲဆိုတော့ကိုစားရည်လေးနဲ့ရေချိုးတာမျိုးတွေmeditation လုပ်တာမျိုးတွေ journaling လုပ်တာမျိုးလေးတွေလို့ energy boundary ပြန်ပြီးတော့ထားတယ်မှာ။နံပါတ်3ချက်အနေနဲ့ကတော့ past karma soul lesson တွေအတိတ်တုန်းကကံကြမ္မာတွေရဲ့အချိန်retrograde ဆိုတာကကြတော့တကယ်ကြတော့ review time ပဲကိုပြန်ပြီးတော့သုံးသပ်ရတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့ဒီအချိန်မှာငါဘာတွေကိုထပ်ခါတွေ့နေရလဲဆိုတာမျိုးပြန်သုံးသပ်ပါဒီ pattern ကငါ့ကိုဘာတွေသင်ပေးနေတာလဲဒီအချိန်ကကိုpunishment အပြစ်ပေးရမယ့်အချိန်မဟုတ်ဘူးဒီအချိန်ကဘယ်လိုအချိန်လဲကိုယ့်ရဲ့ soul upgrade ဖြစ်ဖို့အတွက်ကို revision time ဖြစ်တယ်เนาะကိုပြန်ပြီးတော့သုံးသပ်ရတဲ့အချိန် revision ပြန်လုပ်ရတဲ့အချိန်ဖြစ်ပါတယ်နံပါတ်4ချက် slow down လုပ်ရမယ် realign ပြန်လုပ်ရမယ် Mercury retrograde ဆိုတာကကွာဒီ decision ကြီးမချမှတ်တာမျိုးတွေဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ product အသစ်တွေကို launching လုပ်တာမျိုးလေးတွေเนาะထုတ်ပြတာမျိုးတွေဒါမျိုးတွေလုပ်လို့အမြန်လုပ်လို့ကောင်းတဲ့အချိန်တော့မဟုတ်သေးဘူးဒါကြောင့်မလို့ဒီအချိန်မှာဘာပဲလုပ်လို့အတင်းကြီး push လုပ်ပြီးတော့တွန်းအားပေးပြီးတော့မလုပ်ဖဲနဲ့တေချာလေးပေါ့နော် parse လုပ်ပြီးတော့မှလုပ်တင်ပါတယ်ကိုလုပ်နေတဲ့အကြောင်းအရာတွေဆုံးဖြတ်ချက်တွေပြန်ပြီးတော့တဖန်ပြန်ပြီးတော့စစ်ဆေးတာ recheck ပြန်လုပ်တာ replan ပြန်လုပ်တာ restructure ပေါ့နော်ပြန်ပြီးတော့ပြုပြင်တာပုံစံတွေကိုစနစ်တကျပြန်ပြီးတော့တည်ဆောက်တာဒါတွေလောက်တာကပို့ပြီးတော့အဆင်ပြေတယ်အဲ့တော့ universe ကနည်းနည်းနှေးသွားတယ်လို့ပြောလို့ရတယ်ဒီ flow လေးနဲ့ခပ်ဖြည်းလေးနဲ့ပဲသွားတင်တာမျိုးကပို့ပြီးတော့အသုံးဝင်ပါတယ်နံပါတ်5အချက်အနေနဲ့ဆိုလို့ရှိရင်intuitive က over logic logic တွေထက်အတွေးတွေထက် intuition တွေပို့ပြီးတော့အားကောင်းလာမယ့်အချိန်အဲ့တော့ဒီအချိန်မှာကိုယ့်ရဲ့အိမ်မက်တွေလာတတ်တယ်ကို sign တွေနမိတ်တွေလက္ခဏာတွေပြတတ်တယ်ဒါတွေကိုလှည့်လူရှုလို့မရအောင် intuition နဲ့ emotion နဲ့မရောစေနဲ့အရေးကြီးတဲ့အချက်ကဒီနာပဲဒီဟာ intuition လားဒါကကို emotion ကြောင့်ဖြစ်နေတာလားပေါ့နော်ဒါကိုတော့မရောစေနဲ့မရောဖို့အတွက်ဘာလုပ်ရမလဲကို grounded intuition ဖြစ်ဖို့လိုအပ်တယ်နောက်တစ်ဆင့်အနေနဲ့ဒီ Mercury retrograde အချိန်မှာပို့ပြီးတော့သတိထားတဲ့ sign တွေရှိ Pisces ရာသီကွေနေကအထူးသဖြင့်သတိထားရတယ်ကိုယ့်ရဲ့ပုံစံတွေကနည်းနည်းလေးစိတ်ရှုပ်ထွေးစရာလေးဖြစ်တတ်တယ် identity confusion ပေါ့နော်ခံစားချက်တွေအလွန်အကျွံဖြစ်တာမျိုးတွေဖြစ်လွယ်တယ်ဆုံးဖြတ်ချက်တွေကိုရှင်းလင်းမချနိုင်တာမတွေ့နိုင်တာမျိုးတွေဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ Pisces ရာသီကွေနေအနေနဲ့ကို self care လေးတေချာပြန်ပြီးတော့ဂရုစိုက်တဲ့နဲ့ကိုလည်း clear boundary လေးအရေးကြီးရယ်ဒါလေးပဲလုပ်တတ်ပါတယ်နောက်ထပ် sign ကတော့ Virgo ပါအဲ့တော့ Virgo နဲ့ Pisces က opposite sign ဖြစ်တဲ့အတွက်ကြောင့်မလို့ Virgo အနေနဲ့ကကိုယ့်ရဲ့ relationship တွေကိုယ့်ရဲ့ partnership တွေနဲ့ပတ်သက်တဲ့ပြဿနာလေးတွေပြန်ပြီးတော့ပေါ်လာတတ်တယ်ဒါကြောင့်မလို့ကိုယ့်ရဲ့ old partner တွေအရင်တော့အဆက်အသွယ်အဟောင်းတွေအရင်တော့အချစ်ဟောင်းတွေစသဖြင့်ပေါ့နော်ဒါလေးတွေပြန်ပြီးတော့ကိုယ့်စီကိုဆက်သွယ်လာနိုင်တယ်ဒီအရာတွေကနေပြီးတော့ miscommunication ဖြစ်လွယ်တတ်ပါတယ်
Virgo တွေအနေနဲ့ကဒီကာလမှာ overthinking တွေအတွေးလွန်တာတွေမလုပ်ဖဲနဲ့ open communication တွေလုံးမ Virgo တွေကပို့ပြီးတော့ retrograde ကိုအဆင်ပြေပြေနဲ့ဖြတ်တန်းနိုင်မှာနောက်ထပ်သတိထားစရာဆိုင်ရတော့ Gemini တွေက Mercury ကသူ့ရဲ့ ruling planet retrograde အချိန်မှာ Gemini နေအနေနဲ့ကိုယ့်ရဲ့အလုပ်ကိုင် career တွေအနေနဲ့ရောဒီ public image ပေါ့နော်ဒီလိုဟာတွေထိခိုက်နိုင်တယ်ကိုယ့်ရဲ့ boss နဲ့ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ team နဲ့စသဖြင့်ဒီလိုမျိုးနားလည်မှုလွဲတာမျိုးလေးတွေရှိတတ်ပါတယ်အဲ့တော့ကိုယ့်ရဲ့လုပ်နေတဲ့အရာတွေကိုနှစ်ခါပြန်ပြီးတော့လုံးမ Gemini နေအတွက်ပို့ပြီးတော့အဆင်ပြေမှာဖြစ်တယ်Sagittarius တွေအနေနဲ့ဒီ retrograde ကာလမှာကိုယ့်ရဲ့ အိုးအိမ်ကိုယ့်ရဲ့မိသားစုဒီလိုအပိုင်းတွေမှာထိခိုက်ကလေးတွေရှိတတ်တယ်။ဥပမာအဖြစ်မိသားစုဝင်အချင်းချင်းနားလည်မှုလွဲတာတွေပေါ့။မိရဲ့စိတ်ခံစားချက်တွေအလွန်အကျွံအရင်တော့စိတ်ဒဏ်ရာဟောင်းတွေပြန်ပေါ်လာတာမျိုးတွေ Sagittarius တွေမှာဖြစ်တတ်တယ်။အဲ့တော့ဒီဟာတွေပြန်ပေါ်လာတဲ့အခါမှာတုတ်ပြန်တာမဟုတ်ဘဲနဲ့ react မလုပ်ခင်ပေါ့နော်။ကိုယ့်ကိုယ်ပြန်ပြီးတော့ reflect ပြန်လုပ်တာပြန်ပြီးတော့ဆင်ခြင်တာမျိုးအရင်လုပ်လိုက်ပါ။ဒါမှပို့ပြီးတော့အဆင်ပြေပါမယ်။အဲ့တော့တခြားသောsensitive ဖြစ်တဲ့ sign တွေအနေနဲ့ဆို Aries ကတော့ဒီ communication လုပ်တဲ့အခါမှာစကားအပြောအဆိုတွေမှာနည်းနည်းလေး stress တွေရှိတတ်တယ်။ Leo အနေနဲ့ကတော့ငွေကြေးကိစ္စရက်တွေမှာတယောက်နဲ့တယောက်ယုံကြည်ချက်တွေမှာနည်းနည်းလေးပြဿနာလေးတွေရှိတာကိုသတိထားရမယ်။နောက် sign တစ်ခုကတော့နည်းနည်းလေး sensitive ဖြစ်တဲ့ sign ကတော့ Scorpio Scorpio ကတော့သူ့ရဲ့အချစ်ရေးတွေ romantic နဲ့ပတ်သက်လို့ရှင်နည်းနည်းလေးစိတ်ရှုပ်စရာလေးတွေပေါ်တတ်ပါတယ်။ဒီလောက်ပါပဲ။အရေးကြီးတဲ့ reminder လေးအနေနဲ့ဆိုလို့ရှင်တကယ်တော့ Mercury retrograde ဆိုတာကကန်ဆိုးတဲ့ကာလမဟုတ်ဘူးဒါလေးကိုသိထားဖို့လိုအပ်တယ် Mercury retrograde ဆိုတာကိုပြန်ပြီး review လုပ်ရတဲ့ကာလကွာကိုပြန်ပြီး reflect လုပ်ရတဲ့ကာလကိုပြန်ပြီး realign ပြန်လုပ်ဖို့အချိန်ဖြစ်ပါတယ်ဒါအထူးသဖြင့်ပေါ့နော် Pisces ရေ Virgo ရေ Sagittarius ရေ Gemini ရေကတော့communication လေးတွေလုပ်တာလေးတွေကိုပို့ပြီးတော့သတိထားမယ်ဆိုလို့ရှိရင်အကျိုးရှိတဲ့ကာလဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြမယ်